စင်ကာပူသွားလည်မဲ့သူတွေအနေနဲ့ CDO ကိုဘတ်စကားနဲ့သွားတာမျိုးမဟုတ်ဘဲနဲ့ဝူလန်ချက်ပွိုင်းနဲ့အနီးဆုံးမှာရှိတဲ့ MRT ကိုတိုက်ရိုက်ဘယ်လိုသွားရမလဲဆိုတာပြောပြပေးသွားပါမယ်။ဒီနီလန်းကိုတည်သွားပြီဆိုရင်တော့ကိုယ့်ရဲ့တငယ်ချင်းကိုစင်ကာပူနိုင်ငံရဲ့အနီးဆုံး MRT မှာလာကြိုခိုင်းလို့ရမှာပဲဖြစ်ပါတယ်။စိတ်ဝင်စားတဲ့သူတွေကတော့ဗီဒီယိုလေးကိုအသေးစိတ်လိုက်ကြည့်ပေးဖို့တော့လိုအပ်ပါတယ်။ထုံးစံတိုင်းပဲ JB Central ရဲ့အပေါ်ဓာတ်ကိုတက်သွားပေးလိုက်မယ်။ပြီးရင်တော့ Malaysia Immigration ဖြတ်ပြီးတော့မှတဲ့တဲ့လေးလမ်းလျှောက်သွားလိုက်မယ်။ရှေ့မှာဆိုလို့ရှိရင်တော့ platform A နဲ့ B နဲ့ဆိုပြီးတော့မှခွဲထားပါတယ်ကျွန်တော်တို့က platform A ကနေပြီးတော့မှဆက်လီကားနဲ့အောက်ကိုဆင်းရမှာဖြစ်ပါတယ်အောက်ကိုရောက်ရင်တော့ဘတ်စကားကို190ဆိုတဲ့ line မှာတန်းစီပြီးတော့မှကျွန်တော်တို့ကားဆောင်ရမှာဖြစ်ပါတယ်ကားရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ကက်ကလေးရိုက်ပြီးတော့မှစီးသွားလို့ရပါတယ်စင်ကာပူဘတ်ချောင်းကိုရောက်ရင်တော့ထုံးစံတိုင်းပဲအပေါ်ဓာတ်ကိုတက် immigration ဖြတ်ရပါမယ် immigration ဖြတ်ပြီးသွားရင်တော့ဆက်လီကားနဲ့အောက်ကိုဆင်းမယ်လှေကားအောက်တက်မှာဘတ်စကား190ဆိုတဲ့ line တွေရှိပါတယ်တေချာလေးရွေးချယ်ပြီးတော့မှတန်းစီရမှာဖြစ်ပါတယ်ဘတ်စကား10မိနစ်လောက်စီးပြီးသွားရင်တော့ MRT station ကိုလှမ်းပြီးတော့မှမြင်နေရမှာဖြစ်ပါတယ်အခုတွေ့နေရတာကKaranji MRT station ဖြစ်ပါတယ်ဒီမှာလူတွေတော်တော်များများအကုန်လုံးနှီးပါဒီမှာဆင်းမှာဖြစ်ပါတယ်ဒီ MRT station ကစင်ကာပူဝူလန်ချက်ပွိုင်းနဲ့အနီးဆုံးမှာရှိတာဖြစ်လို့ဒီနေရာကိုလာတက်သွားပြီဆိုတာနဲ့ကိုယ့်ရဲ့တငယ်ချင်းကိုလာကြိုခိုင်းလို့ရမှာပဲဖြစ်ပါတယ်ဒါမှမဟုတ်ကိုကစင်ကာပူထဲမှာရှိတဲ့တခြားနေရာတွေကိုသွားကျင်တယ်ဆိုလဲဒီ MRT ကနေတဆင့်ဒါလိုက်သွားလို့ရပါတယ် CDO ကိုသွားကျင်တဲ့သူတွေအတွက်ကတော့ဂျူရောင်းကြီးရှိတဲ့အစိမ်းလိုင်းကိုချိန်သွားတာပို့ပြီးတော့မှအဆင်ပြေပါတယ်အခုရောက်နေတဲ့ဂရန်ဂျီကနေပြီးတော့မှဂျူရောင်းကြီးကိုရောက်ဖို့ဆိုလို့ရှိရင်တော့၄မှတ်တိုင်ထပ်ပြီးတော့မှစီးရပါမယ်ဂျူရောင်းရဲ့ MRT အစိမ်းလမ်းကိုရောက်ပြီဆိုတာနဲ့အခုပြထားတဲ့အတိုင်း10မှတ်တိုင်ထပ်စီလို့ရှိရင်တော့ CDO ကိုရောက်မှာဖြစ်ပါတယ်CDO MRT ကိုရောက်ပြီဆိုရင်တော့အပေါ်ဆုံးကိုတက်မယ်ပြီးရင်တော့ကက်ကလေးရိုက်ပြီးတော့မှအပြင်ဘက်ကိုထွက်သွားပေးလိုက်ပါဒီမှာမြန်မာတွေအများကြီးရှိတာလည်းဖြစ်သလိုကျွန်တော်အရင်တစ်ခေါက်ကဗီဒီယိုလေးလုပ်ပေးထားတာဖြစ်လို့ CDO ကိုသွားတာတော့အရန်ကိုမှလွယ်ပါတယ်ဒါတော့ဆိုရင်တော့စင်ကာပူနိုင်ငံထဲကဝူလန်ချက်ပွိုင်းနဲ့အနီးဆုံးမှာရှိတဲ့ MRT ကိုဘယ်လိုသွားရမလဲဆိုတာသဘောပေါက်သွားပြီလို့မျှော်လင့်ပါတယ်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုလည်းကိုရောက်နေတဲ့ MRT station ကိုပြောပြီးတော့မှလာကြိုခိုင်းလို့လည်းရပါတယ်ဆုံးဒီလိုက်ပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စင်ကာပူနဲ့ပတ်သက်တဲ့စိတ်ဝင်စားတဲ့အကြောင်းအရာလေးရှိရင် comment မှာမေးခဲ့ပေးလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျ